မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ကိုယ့်ရဲ့ပေါ့ခင်ဗျာအရေးကြီးတဲ့ software တွေပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်ဗီဒီယိုတွေပဲဖြစ်ဖြစ်ဓာတ်ပုံတွေပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့အရေးကြီးတဲ့ software တွေဗီဒီယိုတွေဓာတ်ပုံတွေကိုပေါ့ခင်ဗျာကျွန်တော်သူများတွေမတွေ့အောင်ပေါ့ခင်ဗျာသူများတွေမမြင်အောင်ကျွန်တော်ဖျောက်ထားခြင်းပေါ့ခင်ဗျာကျွန်တော်ဖွက်ထားခြင်းဘယ်လိုဖျောက်ထားမလဲဘယ်လိုဖွက်ထားမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုဖွက်ထားဖို့ဖျောက်ထားဖို့ဆိုရင်တော့ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာဒီဖုန်းရဲ့ဒီ setting နဲ့တစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဖုန်း setting နဲ့တစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ကျွန်တော်ဒီအောင်နာလေးမှာပေါ့ခင်ဗျာကျွန်တော်ဒီအောင်နာလေးမှာကျွန်တော်ဒီမှာပေါ့ခင်ဗျာ privacy ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာprivacy ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီဘက်ကပေါ့ခင်ဗျာ privacy တဲ့ကိုတစ်ချက်ထပ်ပြီးတော့နှိပ်ဝင်လိုက်ပါမယ်အဲ့ဒီမှာကိုကပေါ့ခင်ဗျာဓာတ်ပုံတွေဗီဒီယိုတွေကျွန်တော်ဖျောက်ချင်တဲ့လူကတော့ဒီမှာပေါ့ခင်ဗျာprivacy save ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီမှာပေါ့ခင်ဗျာ privacy save ဆိုတာတော့ကျွန်တော်ဒီမှာဒါကတော့ကျွန်တော် password လေးတောင်းတာဖြစ်ပါတယ်ခင်ဗျာကိုက password မပေးရသေးရင် password 6လုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာပေးပြီးသားဆိုတော့ဒီမှာပေးပြီးသား password လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာကိုကြိုက်နှစ်သက်တဲ့ password ကိုပေးလို့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကိုဖျောက်ချင်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုဒီမှာဖျောက်ချင်တဲ့လူကဒီမှာဓာတ်ပုံတွေဗီဒီယိုတွေဖျောက်ချင်တဲ့တော့ဒီအပေါ်မှာပေါ့ခင်ဗျာကိုဖျောက်ချင်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုကျွန်တော်ရွေးပြီးတော့ဖျောက်လို့ရတယ်ပေါ့ခင်ဗျာကျွန်တော်တချင်းနေဒီမှာ document file တွေပေါ့ခင်ဗျာ PDF file တွေလည်းဖျောက်လို့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဓာတ်ပုံတွေဗီဒီယိုတွေဖျောက်ချင်တဲ့လူတွေအတွက်ပေါ့ခင်ဗျာဒီပါတီ save ဆိုတဲ့ထဲကနေနှိပ်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုမှမဟုတ်ဘူးကိုက software တွေကိုဖျောက်ချင်ရင်တော့ဒီမှာပေါ့ခင်ဗျာhack app ပေါ့ခင်ဗျာ hack app ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာhack app ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ကိုကဒီမှာပေါ့ခင်ဗျာကိုပေးထားတဲ့ password လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ password မပေးရသေးရင်လည်းကိုပေးထားတဲ့ ကိုကြိုက်နှစ်သက်တဲ့ password လေး6လုံးကိုပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာ password လေးရိုက်ထည့်လိုက်ပြီပေါ့ခင်ဗျာအဲ့ထည့်ပြီးတော့ကိုဖျောက်ချင်တဲ့ password ဒီမှာပေါ့ခင်ဗျာကိုကဒီမှာကိုဖျောက်ချင်တဲ့ဒီမှာပေါ့ခင်ဗျာ app တွေပေါ့ခင်ဗျာ software တွေကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာအဖြစ်ပေါ့ခင်ဗျာဘယ်ဟာဖျောက်ပြမလဲဆိုတော့ကျွန်တော်ဒီမှာဖုန်းကီးတီးနဲ့ပြန်ထွက်ပြီးတော့ကျွန်တော်ဒီမှာနမူနာအဖြစ်ပေါ့ခင်ဗျာဒီ Facebook နဲ့ပေါ့ခင်ဗျာဒီ Facebook နဲ့ဒီ Messenger ကိုတစ်ချက်ဖျောက်ပြအောင်ခင်ဗျာဒီ Facebook နဲ့ Messenger ကိုတစ်ချက်ဖျောက်ပြအောင်ပေါ့ခင်ဗျာကျွန်တော်ကဒီမှာ ဒီမှာ setting နဲ့ပြန်ဝင်လိုက်မယ်ခုနနေရာလေးကနေပြန်သွားလိုက်မယ်ပေါ့ခင်ဗျာဒီမှာ privacy ပြီးတော့ဒီမှာ privacy တဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်ပြီးတော့ hide as ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်ပေါ့ခင်ဗျာနှိပ်ဝင်ပြီးတော့ဒါကတော့ကျွန်တော်ခုန password လေးတစ်ချက်ပြန်တောင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကခုနကျွန်တော်ဒီမှာ Facebook နဲ့ Messenger ကိုတစ်ချက်ဖျောက်ပြအောင်ခင်ဗျာဒီမှာ Messenger တွေ့ပြီပေါ့ခင်ဗျာဒီ Messenger လေးကိုကဖြောက်မယ်ဆိုရင်ဒီ Messenger လေးကိုဒီမှာဒီ clock လေးကိုတစ်ချက်ဖွင့်ပေးလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီမှာ setting ဆိုတဲ့ကိုတစ်ချက်နှိပ်လိုက်မှာပေါ့ခင်ဗျာဒီမှာ code ကလေးတစ်ချက်ရိုက်ထည့်ခိုင်းတာဖြစ်ပါတယ်ခင်ဗျာဒီ code ကလေးကဒီမှာပေါ့ခင်ဗျာဒီနမူနာပြထားပေါ့ခင်ဗျာသူကဒီမှာ hash ပေါ့ခင်ဗျာ304လုံး hash ဆိုပြီးတော့အဲ့လိုနမူနာလေးအဲ့တိုင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ password မဟုတ်ပေါ့ခင်ဗျာသူပြထားတဲ့နမူနာ code ကလေးတိုင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာ hash 304လုံးပေါ့ခင်ဗျာပြီးတော့ hash ပြီးတော့ဒီမှာအမှန်ချက်ကလေးပေးလိုက်ပေါ့ခင်ဗျာဒါဆိုရင်တော့ရပါတယ်ဒီမှာ dance ပေါ့ခင်ဗျာdance ဆိုတဲ့ဒါဆိုရင်တော့ဒီမှာ messenger လေးပျောက်သွားပြီဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော် Facebook ကလေးကိုတစ်ချက်ထပ်ပြီးတော့ဖျောက်ပြမယ်ပေါ့ခင်ဗျာဒီမှာ Facebook တွေ့ပြီပေါ့ခင်ဗျာFacebook တွေ့ပြီဆိုကျွန်တော်တို့က Facebook ကိုဖျောက်ချင်ဒီ clock လေးကိုတစ်ချက်ဖွင့်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ clock လေးတစ်ချက်ဖွင့်လိုက်မယ်ပေါ့ခင်ဗျာဖွင့်လိုက်ပြီးတော့ဒါဆို Facebook ပျောက်သွားပြီခင်ဗျာကျွန်တော်တို့ပျောက်မပျောက်ဒီမှာ home key လေးနဲ့တစ်ချက်ပြန်ထွက်ပြီးတော့ကြည့်လိုက်မယ်ပေါ့ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ Facebook ကော Messenger ရောဒီမှာပေါ့ခင်ဗျာမရှိတော့ပါဘူးခင်ဗျာပျောက်တော့ပါပြီခင်ဗျာကိုကအဲ့လောက်ကိုပြန်ဖွင့်ကျင်တယ်ပြန်ဖော်ကျင်တယ်ဆိုရင်ခုနကကျွန်တော် setting တွေကိုပဲပြန်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီဖျောက်ထားတဲ့ software တွေကိုပဲဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ်ပြန်ဖော်ကျင်ခုန software ဒီမှာ setting တွေကိုပေါ့ခင်ဗျာပြန်သွားမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ခုနအတိုင်းလေးပေါ့ခင်ဗျာဒီမှာ privacy ဆိုတဲ့ထဲကိုတစ်ချက်ပြန်ဝင်လိုက်မယ်ပေါ့ခင်ဗျာဒီ privacy ဆိုတဲ့ထဲကိုတစ်ချက်ပြန်ဝင်လိုက်ပါမယ်ခင်ဗျာပြန်ဝင်ပြီးတော့ကျွန်တော်တို့ကဒီဘက်က privacy ပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာ
ဓာတ်ပုံတွေဗီဒီယိုတွေဖျောက်ထားလို့ပြန်ဖော်ခြင်းတဲ့တွေ့တော့ဒီမှာ privacy six ကနေပြန်ဝင်ရမှာပေါ့ခင်ဗျာဒီကနေပြန်ဝင်ရမှာပေါ့ကျွန်တော်ကတော့ဒီမှာsoftware ခုနဖျောက်ထားတာကိုပြန်ဖော်မှာဖြစ်တဲ့အတွက်ဒီမှာ hide as ဆိုတဲ့တစ်ချက်နှိပ်လိုက်မှာပေါ့ခင်ဗျာခုနအတိုင်းကျွန်တော်တို့ပေးထားတဲ့ password လေး6လုံးပေါ့ခင်ဗျာ6လုံးရိုက်ထည့်လိုက်ပါမယ်ခင်ဗျာရိုက်ထည့်ပြီးတော့ဒီမှာပေါ့ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကဖျောက်ထားတဲ့ software ကိုပေါ့ခင်ဗျာပြန်ဖော်နေတာဖြစ်တဲ့အတွက် hide done ဆိုတဲ့တစ်ချက်နှိပ်ဝင်မှာဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာ hide done ဆိုတဲ့တစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဖျောက်ထားတဲ့ software လေးနှစ်ခုဒီမှာပေါ်လာပြီဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာMessenger နဲ့ Facebook နဲ့ပေါ်လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒါလေးကိုပြန်ဖော်ခြင်းနဲ့ဆိုရင်ဒီ cloud ကလေးဖွင့်ထားတဲ့ဒီ cloud ကလေးတွေကိုပေါ့ခင်ဗျာပြန်ပြီးတော့ပိတ်ပေးလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ cloud ကလေးတွေကိုပြန်ပြီးတော့ပိတ်ပေးလိုက်ရမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပိတ်ပေးလိုက်မယ်ပေါ့ခင်ဗျာဒီမှာပြန်ပိတ်ပေးလိုက်မယ်ဒါဆိုရင်တော့ဒီမှာ Messenger နဲ့ Facebook ကပြန်ပေါ်လာပြီဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဒီလိုပြန်ပေါ်လာရင်တော့ကျွန်တော်ကဒီရှေ့ငကိုနေရာတိုင်းရောက်သွားမှာမဟုတ်ဘူးပေါ့ခင်ဗျာဒီနောက်မှာရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနောက်မှာရောက်သွားမယ်ပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာဒီမှာဒီနေရာမှာရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာဒီနေရာမှာနောက်မှာလာပေါ်တာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကိုယ့်ရဲ့ပေါ့ခင်ဗျာအရေးကြီးတဲ့ software တွေပေါ့ခင်ဗျာဗီဒီယိုတွေဓာတ်ပုံတွေပေါ့ခင်ဗျာကိုကသူများတွေမမြင်အောင်ဖျောက်ထားခြင်းပေါ့ခင်ဗျာဘယ်လိုဖျောက်ထားမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ